နန်းတော်ပြန်ရောက်တော့ဘုရင်ကြီးကပြည်သူအတွက်အလုပ်ကျွေးပြုသူတွေကိုလစာပေးမဲ့အကြောင်းကြေညာတယ်။ပျောဟိတ်ကြီးကလည်းမမျှော်လင့်ပဲသဘောတူလိုက်ပြီးပြည်သူကိုအကျိုးပြုသူတိုင်းဆုလက်ရတင်ပါတယ်လို့ပြောတယ်။ဒါပေမဲ့ဒန်ဘီကိုဆန်နဲ့ပတ်သက်ရင်တော့နန်းတွင်းကလူတွေကသူ့ကိုနှင်ထုတ်ဖို့ဒါမှမဟုတ်ကွပ်မျက်ဖို့ပဲတောင်းဆိုကြတယ်။ဒါတောင်မှဒန်ဘီကဘုရင်ကြီးကိုတင်းချစာပေနဲ့စင်ကျင်တုံတရားတွေကိုပျောဟိတ်တွေမသိအောင်ခိုးပြီးတင်ပေးနေတော့မှာပဲ။တနေ့မှာတော့ဒန်ဘီကမိဖုရားခေါင်ကြီးပုံပြီးစားတောက်နေတာကိုတွေ့သွားတယ်။မိဖုရားကအလှပြတ်မှာစိုးလို့အများကြီးမစားဖို့တားမြစ်ခံထားရတာပါ။ဒန်ဘီကသူမရဲ့စတန်ခောက်ဆွဲဘူးကိုကျွေးလိုက်ပြီးသူတို့နှစ်ယောက်စကားပြောရင်းတငယ်ချင်းတွေဖြစ်သွားကြတယ်။ရက်အနှဲငယ်အကြာမှာမိဖုရားကဘုရင်ကြီးစီသွားပြီးအရာအလုံးကိုတီချောင်းမေတော်ကြီးကိုလည်းအတိပေးထားပြီးဖြစ်ကြောင်းပြောပြတယ်။ဘာလို့လဲဆိုတော့ဒန်ဘီကိုဘုရင်ကြီးရဲ့ကိုလုပ်တော်တယောက်အဖြစ်သတ်မှတ်ထားလို့ပါ။ဒန်ဘီခများဘာမှမသိပဲနန်းတွင်းသူတွေရဲ့ပြင်ဆင်ပေးမှုကိုခံလိုက်ရတယ်။မိတ်ကပ်တွေလိမ့်ပေးအဝတ်စားတွေလဲပေးမှပဲဘုရင်ကြီးနဲ့တန်ဝါသားပြုဖို့ပထမဆုံးညအတွက်ပြင်ဆင်ပေးနေတာမှန်သူမသိသွားတော့တယ်။အဲ့ဒီမှာတင်ဒန်ဘီတယောက်လမ်းဖြတ်ပြီးအနားကလူတွေစီကနေထွက်ပြေးပါလေရော။အပြိုတော်အုပ်ကလည်းသူမထွက်ပြေးသွားတဲ့အကြောင်းမင်းကြီးစီချက်ချင်းသတင်းပို့လိုက်တယ်။နန်းတော်ကိုအပြန်လမ်းမှာပဲမင်းကြီးကသူမကိုလိုက်ရှာရင်းတွေ့သွားပြီးလက်ကိုဆွဲကအခန်းတစ်ခုထဲကိုခေါ်သွားခဲ့ပါတယ်။ဒန်ဘီကတော့ကျမတို့တငယ်ချင်းတွေလိုပဲနေကြမယ်လို့ရှင်းပြောခဲ့တယ်လေကျမကအခုမှ16နှစ်ပဲရှိသေးတာလို့အော်ဟစ်ကန့်ကွက်တာပေါ့။မင်းကြီးကခက်ပြုံးပြုံးနဲ့ပဲ16နှစ်ဆိုတာလူလားမြောက်တာ3200ရှိနေပြီပဲမင်းကကလေးမဟုတ်တော့ပါဘူး။နောက်ပြီးမင်းကလေးဆိုတာငါသိနေတာလဲကြာပြီးငါမင်းကိုတခါမှမထိခိုက်ခဲ့ဘူးမဟုတ်လား။ဒါပေမဲ့ဒီညတော့မင်းဒီမှာပဲနေရမယ်လူတွေအားလုံးကစောင့်ကြည့်နေကြတာ။စိတ်မပူပါနဲ့မင်းကိုငါအရှင်လက်လက်စားပြစ်မှာမဟုတ်ပါဘူး။အမှန်တိုင်းပြောရရင်ငါမယ်တော်ကအရန်ကောင်းမာတာဘယ်သူမှလည်းသူ့ကိုအလွယ်တကူဖြောင်းဖြလို့မရဘူးလို့ပြန်ပြောခဲ့တယ်။နောက်တနေ့မနက်မှာတော့ဒန်ဘီကဂီတပညာရှင်စီကိုသွားတွေ့ပါတယ်။သူကဒန်ဘီကိုမင်းတကယ်ပဲအနာဂတ်ကိုပြန်ကျင်တာတေချာပြီလားလို့မေးတဲ့အခါဒန်ဘီဘာမှပြန်မဖြေနိုင်ခဲ့ပါဘူး။သူမရဲ့ရင်ထဲမှာဝေခွဲမရဖြစ်နေပြီးတန်တရားတွေနဲ့ပြည့်နေနေတာကြောင့်တယောက်တည်းထွက်လာပြီးငိုင်းတိုင်းလေးထိုင်နေမိတယ်။ခဏနေတော့မိဖုရားကရောက်လာပြီးတယောက်ယောက်ကတွေ့ချင်နေတယ်လို့လာပြောပါတယ်။ဒန်ဘီနန်းတော်ထဲဝင်သွားတဲ့အခါမှာတော့သူမရဲ့တကယ်အမေနဲ့ရုပ်ချင်းတစ်ထက်တည်းတူတဲ့မေတော်ကြီးနဲ့မျက်နှာချင်းဆိုင်တွေ့လိုက်ရပါတော့တယ်။အဲ့ဒီမှာတင်ဒန်ဘီရှိုက်ကြီးတင်ရင်ငိုချလိုက်မိတာဘာကြောင့်အခုလိုငိုရတယ်လဲဆိုတာကိုလည်းဘယ်သူမှနားမလည်နိုင်ကြဘူးလေ။အဲ့ဒီညမှာပဲသူမကိုယ်တိုင်ပါဝင်ကူညီတီထွင်ပေးခဲ့တဲ့ဂျိုဆွန်ခေရဲ့နက္ခတ္တဗေဒစနစ်တစ်ကိုတွားကြည့်ခဲ့ပါတယ်။ဒါကအတိုင်းပြည်အတွက်ရက်စွဲနဲ့လတွေကိုတိတိကျကျမှတ်သားနိုင်ဖို့အများကြီးအထောက်အကူပြုမှာပါ။အဲ့ဒီနောက်မှာတော့မင်းကြီးကသူကိုယ်တိုင်စူးစမ်းအားထုတ်နေတဲ့နောက်ထပ်အရာတစ်ခုကိုပြသဖို့သူမကိုဖိတ်ခေါ်ခဲ့ပြန်တယ်။အဲ့ဒါကတော့ပညာတတ်တွေတင်မကပဲဂျိုဆွန်ပြည်သူပြည်သားအားလုံးစာဖတ်စာရေးတက်စေဖို့အတွက်အခရာ28လုံးပါတဲ့စာပေအသစ်ကိုတီထွင်လိုက်တာပါ။ခမ်းမဆောင်ကြီးရဲ့အလဲကိုလမ်းလျှောက်သွားရင်းမင်းကြီးကဒန်ဘီကိုရာဇပလင်ပေါ်မှာထိုင်ခိုင်းလိုက်ပါတယ်